မောင်းသူမဲမြေပြင်ရင် Ankara Ground Vehicle UGVS တို့မှာလူဝက်ဆက်ရုပ်စစ်သားကရှေ့တန်းတွင်ရုရှားတပ်များအလုံးရင်းနှင့်တိုက်ခိုက်မှုအား6 ပတ်ကြာခုခံတားဆီးနိုင်ခဲ့ကြောင်းယူကရိန်းတပ်မှူးက The Telegraph မှာပြောကြားခဲ့ပါတယ်။မောင်းသူမဲရင်မှာ NC-13 Strike ကုမ္ပဏီမှနောက်ဆုံးတီထွင်လိုက်တာဖြစ်ပြီး UGVS ဆက်ရုပ်စစ်သားအမည်မှာDTYOK TW12.7 ဖြစ်ပြီး .50 ကြီးစံများကိုရင်ပေါ်တွင်တပ်ဆင်ထားက M2 Browning စက်သေနတ်က AI မောင်းနှင်ခြင်းဖြင့်အလျော်လျောက်ပစ်ခတ်နိုင်သလို15 မိုင်ကွာမှလူသားကအဝေးထိန်းခလုတ်ဖြင့်ထိန်းချုပ်မောင်းနှင်ပစ်ခတ်နိုင်စွမ်းလည်းရှိကြောင်းသိရှိရပါတယ်။ရှေ့တန်းစစ်စခန်းတစ်ခုအောင်ရုရှားစစ်သားအလုံးရင်းဖြင့်တိုက်ခိုက်မှုကိုဆက်ရုပ်စစ်သားရင်တစည်းတွေက6 ပတ်ကြာလက်လည်ကောက်ွယ်ပေးနိုင်ခဲ့ကြောင်းစောင်းတွင်းရရှိလာသဖြင့်နှင်းများပိတ်နေသည့်ရှေ့တန်းစစ်မျက်နှာပြင်တွင်တနာရီ9 မိုင်နှုန်းဖြင့်လှည့်လည်သွားလာကမြူနှင်းများအကြားပြစ်မှတ်ဖြစ်တဲ့ရုရှားစစ်သားများကို AI လမ်းညွှန်စနစ်ဖြင့်ရှာဖွေပြီးကြီးစံမိုးများရွာသွန်းသည့်အထိဖြစ်ခတ်ကကိုယ်စခန်းအား2 လနီးပါးအကောက်ွယ်ပေးနိုင်ခဲ့ကြောင်းလည်းသိရှိရပါတယ်။